ကျွန်တော်တို့လူသားတွေဟာဘဝရဲ့သုံးပုံတစ်ပုံကိုအိတ်ဆက်ရင်ကုံဆုံးကြပါတယ်။အဲ့ဒီအချိန်မှာကျွန်တော်တို့ဟာအိမ်မက်တွေမကြတဲ့ဒါပေမဲ့အိမ်မက်ထဲမှာကိုကစလက်ခင်းနေပြီမဲ့ဒါဟာအိမ်မက်မှကျွန်တော်တို့မသိကြပါဘူး။နိုးလာမှာပဲအော်ဒါဟာအိမ်မက်ပဲဆိုပြီးသိကြတာပါ။ဒါပေမဲ့အိမ်မက်မတ်နေရင်နဲ့ဒါဟာအိမ်မက်မှသိနေုံပဲမကဘူးအိမ်မက်ထဲကအရာအားလုံးကိုကိုယ်တိုင်စိတ်ကြိုက်ချဲလဲနိုင်တယ်ဆိုရင်ရောအဲ့ဒီထူဆန်းတဲ့အခြေအနေကို lucid dreaming လို့ခေါ်ပါတယ်။သိပ္ပံပညာရှင်တွေရဲ့လေ့လာချက်အရ lucid dreaming ဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့အုံနောက်ရဲ့ရှေ့ပိုင်း prefrontal cortex ကတတိရှိစဉ်မှာလိုပဲပြန်ပြီးအသက်ဝင်လာတာကိုတွေ့ရှိရပါတယ်။ဒါဟာစိတ်ကူးရင်ပုံပြီးမဟုတ်ပါဘူး။အိပ်ပျော်နေစဉ်မှာအုံနောက်ရဲ့တတိကတ်မှုအပိုင်းကနိုးကြားနေတဲ့အတွက်သင်ဟာအိမ်မက်ထဲမှာရှိနေပြီမဲ့တင်လှုပ်ချင်တာမှန်သမျှကိုတီးစိတ်နဲ့ထိန်းချုပ်လို့ရနေတာဖြစ်ပါတယ်။ဒါကိုတင်ကျွမ်းကျင်သွားနေအိမ်မက်ထဲမှာတင်ဟာဘယင်တပားလိုပါပဲ။တင်ဟာငှက်တကောင်လိုကောင်းကင်ယံမှာလွတ်လွတ်လပ်လပ်ပြန်တန်းနေပါတယ်။တင်တခါမှမရောက်ဘူးနဲ့တခြားဂျူတွေဒါမှမဟုတ်ကဘာကျော်နေရာတွေကိုငှက်တောင်တစ်ခတ်အတွင်းရောက်သွားနိုင်ပါတယ်။အချို့သောအားကစားသမားတွေနဲ့ဂီတပညာရှင်တွေဟာသူတို့ရဲ့စွမ်းရည်တွေကိုအိမ်မက်ထဲမှာ lucid dream သုံးပြီးလေ့ကျင့်လေ့ရှိကြပါတယ်။အိမ်မက်ထဲကလေ့ကျင့်မှုဟာတကယ်လက်တွေ့မှာလည်းအုံနောက်ရဲ့မှတ်ဉာဏ်ကိုအထောက်အကူပြုလို့ပါပဲ။ဒီလိုအိမ်မက်မျိုးမှတ်ဖို့အတွက်နီလန်၃ခုကိုအခုပဲစမ်းကြည့်လို့ရပါတယ်။နေဘက်မှာကိုယ်လက်ချောင်းလေးတွေကိုခဏခဏပြန်ရည်တွက်ကြည့်ပါ။အိမ်မက်ထဲမှာလက်ချောင်းရဲ့အရည်အတွက်ဟာ၅ချောင်းထက်ပိုနေတာမျိုးဒါမှမဟုတ်ပုံစံပြောင်းနေတာမျိုးဖြစ်တယ်လို့သင်အိမ်မက်မဲ့နေမှချက်ချင်းသိသွားပါလိမ့်မယ်။နိုးလာတာနဲ့ကိုမက်ခဲ့တဲ့အိမ်မက်ကိုချက်ချင်းချရည်ပါ။ဒါမှသင်အုံနောက်ကအိမ်မက်ကိုပိုသတိထားမိလာမှာပါ။အိတ်ခါနီမှာငါအိမ်မက်မဲ့ရင်ဒါဟာအိမ်မက်မှငါသိရမယ်လို့ကိုအချိန်ချင်းပြောပြီးမှအိတ်ဆက်ပါ။အိမ်မက်ဆိုတာကျွန်တော်တို့ရဲ့ဒုတိယကဘာတစ်ခုပါပဲ။ lucid dreaming နဲ့ပတ်သက်ပြီးသင်ရောဘလို့အတွေ့အကြုံတွေရှိဘူးလဲ။ comment မှာဝေမျှပေးခဲ့ပါဦး။ဒီလိုထူးဆန်းတဲ့ဗဟုသုတတွေကိုနေ့စဉ်သိရှိဖို့အတွက်ကျွန်တော်တို့ရဲ့ Factora YouTube channel ကိုအခုပဲ subscribe လုပ်ထားလိုက်ပါဦးဗျာ။